ဆရာချက်ကအန်နာကိုရုတ်တရက်နမ်းလိုက်ပါတယ်ဒါပေမဲ့အန်နာကရုန်းကန်ခြင်းမရှိတဲ့အပြင်အဲ့ဒီအခိုက်အတန့်လေးထဲမှာပဲစီမျောသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ချက်ကအန်နာကိုတီတန့်စာတင်ပေးဖို့အတွက်ကိုတောင်တစ်ခုတည်းခေါ်သွားခဲ့ပါတယ်အမှန်တော့အန်နာဟာချက်ကိုအရင်ကလေးကသဘောကျနေခဲ့တာပါချက်ဟာအရန်ကိုကျင်နာတတ်တဲ့အမျိုးသားတစ်ယောက်ဖြစ်ပြီးအန်နာစိတ်ညစ်နေတဲ့အချိန်တိုင်းသူမဘေးနာမှာအမြဲရှိနေပြီးကနေတိမ်ပေးတတ်တယ်လို့ကျန်းစင်လည်းအိမ်အထိမိသားတရားရှိထားပြီးလိုက်ပို့ပေးလိရှိပါတယ်တရက်မှာတော့အန်နာဟင်းချက်နေရင်လက်ကိုသားရှာမိသွားပါတယ်ဒါကိုချက်ကမြင်သွားပြီးရှေးဥထုနာဖြူတေးတာကိုထောက်ကတန်ရာကိုတေးသေးချာချာပတ်တီးစီးပေးခဲ့ပါတယ်အဲ့ဒီအချိန်ကစားလို့အန်နာဟာချက်အပေါ်ထူးခြားတဲ့ခံစားချက်တွေပို့တိုးလာခဲ့ပါတယ်သူမဟာချက်ရဲ့လူမှုကွန်ရက်စာမျက်နှာတွေကို follow လုပ်ပြီးစောင့်ကြည့်လာခဲ့တယ်လို့နေတိုင်းလည်းလလပပပြင်ဆင်ပြီးချက်နဲ့တွေ့ရင်ရင်ခုန်စိတ်လှုပ်ရှားနေတတ်ပါတယ်ချက်ကလည်းအန်နာရဲ့ခံစားချက်တွေကိုရေးမိသွားပြီးသူမရဲ့အခြေကိုစံတက်ဖို့အတွက်ကြောင်းစင်ချိန်မှာကြံရိပ်ခိုက်ပါတယ်အန်နာအန်တော်သွားတဲ့အချိန်မှာလည်းချက်ကသူမကိုနမ်းလိုက်ပါတယ်အန်နာတယောက်အန်တော်မင်တတ်သွားခဲ့ပေမဲ့အဲ့ဒီခံစားချက်ကိုအရန်ကိုသဘောကျနေခဲ့ပါတယ်အဲ့ဒီနောက်ချက်ကအန်နာကိုတီးတန့်စာတင်ပေးဖို့ကိုထောင်ထဲခေါ်သွားခဲ့ပါတယ်စာတင်လို့ပြီးတဲ့အခါမှာတော့ချက်ကအန်နာကိုဆွေးကြိုးတစ်ခုံလက်ဆောင်ပေးခဲ့ပြီးအန်နာကလည်းဒါကိုသူတို့နှစ်ဦးရဲ့အခြေတင်ကြတာအထိတမကအရန်သဘောကျနေခဲ့ပါတယ်ဒါပေမဲ့တရက်မှာတော့အန်နာကြောင့်ကိုရောက်တဲ့အခါရဲတပ်ဖွဲ့ကသူမကိုဖမ်းဆီးလိုက်ပါတယ်တဆုံတယောက်ကသူမနဲ့ချက်တို့ရဲ့ပတ်သက်မှုကိုတန်ကြားလိုက်တာကြောင့်ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုတွေစတင်ပြုလုပ်ခဲ့တာပါဒါပေမဲ့သူတို့နှစ်ဦးစလုံးကတယောက်ကိုတယောက်အပြည့်အဝချင်းစီကားတာမို့ထူးခြားတဲ့ပတ်သက်မှုမရှိပါဘူးလို့ညှင်းဆိုဖို့သဘောတူခဲ့ကြပါတယ်ဒါကြောင့်ရဲတပ်ဖွဲ့အနေနဲ့ဘာသက်တည်မှရှာမတွေ့ခဲ့ပါဘူးဒီလိုမျိုးညင်းဆိုနိုင်ခဲ့ပြီးမြဲလေဒီဖြစ်ရကြောင်းအန်နာတယောက်အရန်ကိုကြောက်လန့်သွားခဲ့ပါလေဒါအပြင်ကျောင်းကတငယ်ချင်းတွေကလည်းသူမရဲ့အပြုအမူတွေဟာမတင်တော်ဘူးဆိုပြီးဝေဖန်ဖြစ်တင်ကြတာကြောင့်အန်နာမှာစိတ်ဆင်းရဲမှုကိုအလူအလဲခံစားခဲ့ရပါတယ်အန်နာဟာဂျန်နဲ့တွေ့ပြီးစိတ်သက်သာရအောင်ရင်ဖွင့်ရင်းနဲ့ရဲရင်နဲ့အကြံစီတစ်ခုရလာခဲ့ပါတယ်အဲ့ဒါကတော့အတူတူထွက်ပြေးကြဖို့ဂျက်ကိုတောင်းပန်လိုက်ကြပါပဲဂျက်ဟာသူ့ရဲ့အလိုအကန်ကိုဆွန့်လွတ်ဖို့ခက်ခဲနေခဲ့ပြီးမြဲနောက်ဆုံးမှာတော့အဲ့ဒီညမှာပဲအန်နာကိုခေါ်ပြီးထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်အန်နာပျောက်ဆုံးသွားတာကိုသိလိုက်ရတဲ့အခါမိသားစုကလူပျောက်တိုင်ခဲ့ဖွင့်လိုက်ပြီးရဲတပ်ဖွဲ့ကလည်းအကြီးအကျယ်ရှာဖွေမှုတွေစတင်ပါတော့တယ်ခြေရဖျောက်ဖို့အတွက်သူတို့နှစ်ယောက်ဟာဘုံတွေကိုမြစ်ထဲလွှင့်ပစ်ခဲ့ကြတယ်လို့ကားနာမည်ပြားကိုလည်းလဲလှယ်ခဲ့ကြပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ဟာ38ရက်တိုင်တိုင်ထွက်ပြေးတင်းရှောင်နေခဲ့ကြပြီးတမန်မှာတော့ရဲတပ်ဖွဲ့ကသူတို့ရှိတဲ့နေရာကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်ဒီအမှုဟာအမေရိကန်နိုင်ငံမှာမီဒီယာတွေရဲ့အာရုံစိုက်မှုကိုအကြီးအကျယ်ရရှိခဲ့ပါတယ်အန်နာဟာဒီလိုအခြေအနေမျိုးနဲ့တခါမှမကြုံဘူးတာကြောင့်နေ့တိုင်းအိမ်ရှိမှာစောင့်ဆိုင်နေတဲ့တရင်ထောက်တွေကိုမြင်တဲ့အခါမှာဒီကိစ္စရဲ့ကြီးလေးမှုကိုသဘောပေါက်လာခဲ့ပါတယ်ဒါကြောင့်မလို့သူမရဲ့အနာဂတ်အတွက်အန်နာဟာဘဝမှာအကြီးမားဆုံးသောလိမ်ညာမှုကိုလုပ်ပါတော့တယ်သူမကချက်ဟာသူမကိုပြန်ပေးဆွဲသွားတာပါဆိုပြီးရဲတပ်ဖွဲ့ကိုလိမ်လည်ထပ်ဆိုခဲ့တဲ့အပြင်ဖြစ်ဖြစ်ခဲ့တဲ့အသေးစိတ်အချက်လက်တွေကိုလည်းလုတ်ကြံဖန်တီးပြီးဖတ်ဆိုခဲ့ပါတယ်တရားရုံးမှာသူမရဲ့လိမ်လည်ရေးသားထားတဲ့ဖတ်ဆိုချက်ကိုဖတ်နေရတဲ့အချိန်မှာအန်နာဟာအရန်ကိုစိတ်လှုပ်ရှားနေပြီးချက်ကလူအများရှိမှသူမရဲ့လိမ်ညာမှုကိုဖွင့်ချလိုက်မှာကိုစိုးရိမ်စိတ်နဲ့ချက်ကိုအပြစ်မကင်းသလိုကြည်နေခဲ့ပါတယ်ဒါပေမဲ့လည်းချက်ကဘာမှမလုပ်ခဲ့ပါဘူးသူဟာစိတ်ပြက်လက်ပြက်နဲ့ခေါင်းကိုသာငုံထားခဲ့ပြီးဆွဆွဲချက်အလုံးကိုတိတိငိမ့်ငိမ့်နဲ့ပဲလက်ခံသွားခဲ့ပါတော့တယ်